Okay အဲ့တော့အခုဒီ video ကတော့ AI ဆိုတာဘာလဲဆိုစပြီးတော့ဆွေးနွေးကြတာပေါ့နော်အဲ့တော့ AI ရဲ့အရှိကောက်ကညီမတို့သိပြီးသားတော့ဖြစ်နိုင်တယ် artificial intelligence ကိုပြောတာအဲ့တော့အဲ့မှာ artificial ဆိုတာကအတုအယောင်အဓိကဆိုလိုတာအဲ့ intelligence ဆိုတာတော့ဉာဏ်ရည်ပေါ့အဲ့တော့ဉာဏ်ရည်တုဉာဏ်ရည်ရောင်ပေါ့နော်အဲ့ဒါမျိုးမြန်မာလိုဘာသာပြန်ခြင်းလည်းရတယ်ဒါပေမဲ့ AI လို့ပဲတောက်လျှောက်ကိုသုံးသွားပြီမယ်အဲ့တိုင်းပဲညီမတို့လည်းသုံးတဲ့နယ်လို့ကိုကတော့ယူဆတယ်နော်အဲ့တော့အဲ့မှာ artificial လို့ခေါ်တဲ့ဒီအတုအယောင်သဘောတရားကတော့ထားပါတော့အရင်ဆုံး intelligence ဆိုတဲ့ကိစ္စကိုအရင်ရှင်းပါရမယ်။ဘာလို့အတုလို့ပြောပြီးဆိုအစစ်ကဘာလဲဆိုသိဖို့လိုတာเนาะအဲ့တော့အစစ်ဆိုတာလည်းဒီနေရာမှာတခြားဟာနဲ့ရှင်းမှာမဟုတ်ဘူးကိုကလူတွေနဲ့ပဲပြန်ရှင်းရမှာပေါ့။ဘာလို့အကြမ်းမြင်အဖြစ်ဆိုရင်တော့တရားဝါတွေထဲမှာလူတွေကိုဉာဏ်ရည်အမြင့်ဆုံးလို့သတ်မှတ်ထားကြတာเนาะအဲ့အတွက်လူတွေမှာရှိတဲ့ဉာဏ်ရည်နဲ့အခုကွန်ပျူတာတွေအလွယ်ပြောရရင်ပေါ့နော်ကွန်ပျူတာတွေဖုန်းတွေဒါမှမဟုတ်လေအဓိက digital နဲ့ electronic ပစ္စည်းတွေမှာရှိလာတဲ့ဉာဏ်ရည်ပေါ့ဒါကိုက artificial intelligence ပေါ့နော်လူတွေနီးပါးဖြစ်လာတဲ့လူတွေကိုတူပလို့ရလောက်အောင်ဖြစ်လာတဲ့အတွက်ဒါတွေကိုက artificial intelligence လို့ခေါ်လိုက်တာเนาะခေါ်လိုက်တာဖြစ်တဲ့အတွက်အဓိကကအဲဆိုဉာဏ်ရည်ဆိုတော့ကိုတို့ဘယ်လိုနားလည်ထားရမလဲပေါ့နော်ဒါကိုကိုတို့ရင်စပြီးစဉ်းစားကြည့်မယ်အဲ့တော့ဉာဏ်ရည်လို့ပြောမယ်ဆိုရင်အပိုင်းတွေကတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာပထမဆုံးသိတာကတော့ဘာလဲဆိုတော့မှတ်သားနိုင်စွမ်းပေါ့ဟုတ်နော်အဲ့တော့အကိုတို့နေ့စဉ်နဲ့အများထိတွေ့နေရတဲ့အကြောင်းအရာတွေကိုအကိုတို့ခေါင်းတွေကိုထည့်ထားတယ်သို့မဟုတ်မထည့်ထားဘဲနဲ့အလိုလိုဝင်နေတဲ့ဟာတွေလည်းရှိတယ်ဒါလိုမျိုးမှတ်သားနိုင်စွမ်းကိုတို့က memory လို့ခေါ်တာပေါ့နော်အဲ့ဒါမဲ့ဉာဏ်ရည်ဆိုတော့ memory ပဲပါတာမဟုတ်ဘူးပေါ့နော်အဲ့ဒါမျိုးအကိုတို့ဝင်လာတဲ့အချက်လက်တွေကိုအကိုတို့ဘယ်လိုတေချာနားလည်လိုက်လဲပေါ့နော်ဒါကိုလည်းအကိုတို့ကဉာဏ်ရည်ထဲမှာထည့်သွင်းပြီးတော့စဉ်းစားလို့ရတယ်เนาะအချက်လက်တွေပေးလိုက်တာချင်းတူတူဒါတွေပေါ်မှာစဉ်းစားပြီးတော့ဆက်ပြီးတော့ဘယ်အချက်လက်တွေကဘယ်အချက်လက်တွေနဲ့ကိုက်ညီမှုရှိတယ်ချိတ်ဆက်မှုရှိတယ်အဲ့ပုံမှာမူတည်ပြီးတော့ဘယ်လိုယူဆလို့ရတယ်ဒါမျိုးစဉ်းစားတဲ့ဟာတွေပေါ့နော်ဒါမျိုးနားလည်နိုင်စွမ်းကိုလည်းအခုဉာဏ်ရည်ထဲမှာထည့်ထားလို့ရတယ်အဲ့အပိုင်းတွေကိုလည်းလူတွေနီးပါ AI တွေကတိုင်းတာတစ်ခုထိတော့လောက်လာနိုင်တာရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ဗာလဲဆိုတော့သင်ယူလေ့လာနိုင်စွမ်းပေါ့အခု AI တွေအရန်ခေတ်စားလာတာဒီအဓိကတော့အဲ့အပိုင်းကြောင့်လို့ပြောလို့ရတယ်အခုဒီမှာတော့ပြောမယ်ဆိုရင်တော့AI နဲ့ပတ်သက်တဲ့နည်းပညာမှန်သွားမှာမဟုတ်တဲ့အတွက်အသေးစိတ်တော့မပြောတော့ပြင်မဲ့အဓိကတော့ AI ခေတ်စားလာတာဒီ machine learning လို့ခေါ်တဲ့သဘောတရားတွေခေတ်စားလာခြင်းကြောင့်နဲ့တွားပြီးတော့ချိတ်ဆက်မှုရှိတယ်ပေါ့နော်။အဲဒါအရင်တုန်းကလည်းအကိုတို့ဒီကွန်ပျူတာတွေကိုဖုန်းတွေကိုအကိုတို့တခုခိုင်းတာပဲလေခိုင်းနေကြတာပဲအကိုတို့ခိုင်းရင်သူတို့လုပ်ပေးတာပဲ program တွေ application တွေကဒီသဘောတွေပဲပေါ့နော်။အဲ့ဒါမျိုးအဲ့တော့ဒါကိုတို့တခုတချင်းဖွင့်ခြင်းနဲ့အဲဆိုတချင်းဖွင့်လို့ရမယ် application or program ကိုကိုတို့ run လိုက်တယ်ဒါဆိုတချင်းဖွင့်ပေးတယ်။အဲ့လိုပဲပုံတစ်ပုံကိုတို့ပြင်ခြင်းနဲ့ Photoshop နဲ့ပြင်မယ်ဒါမှမဟုတ်ဖုန်းထဲမှာဆိုလဲဖုန်းနဲ့တခြားပြင်လို့ရတဲ့ app တစ်ခုနဲ့ပြင်မယ်ဆိုတော့ဒါအကိုတို့လုပ်ချင်တာကိုသူတို့အတိုင်းအတာတစ်ခုကြီးတော့လုပ်ပေးတဲ့သဘောပဲဒါပေမဲ့အဲ့မှာအခုဒီဘက်ကမှာ AI နဲ့ကြတော့ဘာထူးကြပါလဲဆိုတော့သူကအကိုတို့ခိုင်းမှမဟုတ်ပဲねအကိုတို့မခိုင်းတောက်လျှောက်ခိုင်းမနေရင်တော့မှသူတို့ဘာသာသူတို့ထည့်ထားတဲ့အချက်လက်တွေစက်ပြီးထည့်လာမယ့်အချက်လက်တွေပေါ်မှာမူတည်ပြီးတော့တောက်လျှောက်သူတို့ဘာသူသင်ယူသွားတယ်အမှားပြင်သွားတယ်အဲ့လိုစမ်းလုပ်တယ်အမှားပြင်တယ်ပေါ့နော်ဒါမျိုးတွေလုပ်နေရင်လည်းသူကအကိုတို့ခိုင်းတာကိုပြောမယ်ဆိုရင်တော့အသေးစိတ်တွေအများကြီးအဆင့်လိုက်တဲ့အစားဆုံးတွေခိုင်းစရာမလိုတော့ဘဲねကိုတို့နိုင်နေခိုင်းလိုက်တာနဲ့သူတို့ကအကိုတို့လိုချင်တာကိုပုံဖော်ပြီးလုပ်ပေးနိုင်တဲ့အဆင့်ကိုရောက်လာတာပေါ့နော်အဲ့တော့ဒါတွေကပြောမယ်ဆိုရင်တော့ land များများလောက်ထားနိုင်တဲ့သဘောပဲပေါ့နော်အဲ့တော့လူနဲ့ကိုတို့ဥမာပေးရရင်ထားပါတော့ဘောလုံးကန်တယ်ပဲဆိုပါစို့နော်ဘောလုံးကန်တယ်ဆိုတဲ့အခါမှာဘောလုံးစကန်ကားသားဆိုရင်တော့တမျိုးပေါ့ဒါပေမဲ့ကန်ချင်းရလာတဲ့အခါမှာဘောလုံးရဲ့ဘယ်နေရာကိုခြေထောက်ရဲ့ဘယ်နေရာနဲ့ထိပြီးတော့ဘလောက်အားနဲ့ဘယ်လိုမျိုးကန်လိုက်ရင်ဘယ်လိုရောက်သွားနိုင်တယ်ဆိုတာကိုအခုလူကတဖြည်းဖြည်းနဲ့လေ့ကျင့်ယူသွားပြီးတော့သိသွားတာအဲ့တော့တကယ်တမ်းအသေးစိတ်စဉ်းစားမယ်ဆို step တွေအများကြီးပဲเนาะဘောလုံးရဲ့ဘယ်နေရာကိုထိပါလဲမြေကို6ရဲ့ base အိပ်ပိုင်းနဲ့ထိပါလဲဟုတ်เนาะပြီးရင်အဲ့လိုမျိုးထိဖို့ကြိုးစားနေတဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတခြားစိပ်ပိုင်းတွေကဘယ်လိုအနေအထားမျိုးတွေဖြစ်နေရမှာလဲဒါတွေကိုတို့ကတကယ်အများကြီးစဉ်းစားနေခဲ့ရတာပေါ့เนาะဆက်စားခြင်းပါပေါ့เนาะဒါပေမဲ့နောက်ကျတော့ကိုတို့ခန္ဓာကိုယ်ကနေပြီးတော့ဒါ muscle memory လို့ခေါ်တာပေါ့เนาะခန္ဓာကိုယ်ကအလိုလိုမှတ်သားပြီးတော့အလိုလိုသင်ယူလေ့လာပြီးသားဖြစ်သွားပြီးတော့ဘောလုံးတစ်လုံးကန်လိုက်ဖို့အဲ့လောက်ဒီစဉ်းစားနေစရာမလိုတော့ဘူးပေါ့နော်အဲ့တော့ဒီ AI တွေလုပ်တဲ့ပုံစံအဲ့တိုင်းပဲနော်အဲ့ဒါမျိုးအဲ့တော့လူလောက်တော့ခုနလောက်တော့အစင်းတော့မမြင်သေးပေမဲ့အကိုတို့ဖြစ်ချင်တဲ့ပြောမှဆိုရီမန်းချက်တစ်ခုကိုပေးလိုက်ရုံနဲ့အဲ့ရီမန်းချက်ကိုတိုင်းတာတစ်ခုထိအကြားတွေကအဆင့်တွေအများကြီးကိုတို့လိုက်ပြောစရာမလိုပဲနဲ့လုံနိုင်လာတာတွေကဒါ AI တွေရဲ့အထူးခြားချက်ဖြစ်လာတယ်အဲ့တော့အဲ့ဒီဘိုင်းမှာလေဒါက AI တွေရဲ့
ညံရည်ပေါ့နော်သူတို့ရဲ့ညံရည်ဒီကိုတို့လူတွေရဲ့ညံရည်ကိုတဖြည်းဖြည်းမိအောင်လိုက်လာတယ်လို့ပြောလို့ရတာပေါ့နော်ပြီးရင်နောက်တစ်ခုကညံရည်မှာကိုတို့ကထည့်ပြီးစဉ်းစားလို့ရတာပါလဲဆိုတော့ကြိုးကြောင်းဆက်စဉ်းစားတာပေါ့နော်ကြိုးကြောင်းဆက်စဉ်းစားတာပြီးရင်နောက်တစ်ခုကတော့ကိုတို့ယုတ်တိပေတာကြမကြစဉ်းစားတာဒါတွေကလည်းပြောမယ်ဆိုရင်တော့ AI တွေကိုကိုတို့သင်ယူထားတဲ့တင်ပေးထားတဲ့ data တွေပေါ်မှာမူတည်ပြီးတော့ပေါ့နော် pattern တွေပေါ်မှာမူတည်ပြီးတော့သူတို့ကအတိုင်းအတာတစ်ခုထိလောက်လာနိုင်တာရှိအဲ့တော့ပြောမယ်ဆိုရင်တော့ AI တွေကလူတွေလောက်နေပါကိုတဖြည်းဖြည်းနဲ့လောက်လာနိုင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့လူတွေနဲ့မတူတဲ့မလုံနိုင်တဲ့ဟာတွေကဘာတွေပြစ်မလဲဆိုတော့ကိုတို့လူတွေမှာတော့အလွယ်ပြောကြတာရှိ common sense ပေါ့နော်မြန်မာမှာတော့ကိုမောင်စင်ဆိုပြီးနောက်ကြတာပေါ့နော်အဓိကတော့အလိုလိုသိမှုပေါ့အဲ့အလိုလိုသိမှုလိုဟာမျိုးကိုကြတော့ဒါ AI ကမလုံနိုင်သေးဘူးလို့လောလောဆယ်အထိတော့ကိုတို့ယူဆတာကြတယ်ပြင်လူတွေရဲ့ပြင်ခန်းစားချက်တွေပေါ့နော်အဲ့တော့အဲ့ခန်းစားချက်တွေကလည်းလောလောဆယ်အထိမှာတော့ဒါ AI တွေစက်တွေမှာခန်းစားချက်ရှိတဲ့အဆင့်ကိုကိုတို့မလုပ်သေးဘူးလို့ယူဆတယ်ဒါပေမဲ့တချို့ပညာရှင်တွေကတော့တချို့သောအချက်တွေကခန်းစားချက်ဆန်တယ်ဆိုတာမျိုးစပြီးထောက်ပြလာမျိုးလည်းရှိတယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းတော့မြင့်လာတာပေါ့နော်ဒါပေမဲ့ကျမ်းများဖြစ်တော့ပေါ့နော် AI တွေမှာပြင်ကိုတို့ကလူကတကူးတကမထည့်ထားဘူးဆိုရင်ကျင့်ဝတ်ပိုင်းတွေပေါ့နော်အဲ့ဒီကျင့်ဝတ်ပိုင်းပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်တဲ့အပိုင်းတွေအဲ့ဒီပိုင်းတွေမှာတော့ AI တွေကလူရဲ့intelligence ပေါ့နော်ဉာဏ်ရည်ကိုမိသေးတယ်လို့ပြောလို့တော့မရပေါ့နော်အဲ့ဒါမျိုးအဲ့တော့ပြီးရင်လူမှာရှိတက်လေးရှိရပေါ့နော်ဒီပတ်ဝန်းကျင်အခြေအနေပေါ်မှာမူတည်ပြီးတော့ကိုရှင်သန်နိုင်ဖို့ကိုလိုအပ်တယ်လို့ညှိနှိုင်းသွားပြီးတော့ပြောင်းလဲသွားတဲ့ adaptability လို့ခေါ်တာပေါ့နော်အဲ့ဒါမျိုးအဲ့တော့အဲ့လိုမျိုးစွမ်းရည်မျိုးကိုလည်း AI နေမှာလောလောဆယ်မှာသူ့အလိုလိုတော့ဖြစ်မနေသေးဘူးဒါပေမဲ့ညီတို့ညီမတို့ဒီရုပ်ရှင်တွေထဲမှာမြင်ရတဲ့ AI တွေကလွှမ်းမိုးသွားတယ်လို့ပါလို့ဆိုတဲ့အပိုင်းတွေဟာဒါတကယ်လို့များနောက်မှာ AI တွေဒီအဲ့စင်လေးထိရောက်လာနိုင်ရယ်ဆိုတာမျိုးစဉ်းစားကြပေါ့နော်အဲ့အတွက်ပြောမယ်ဆိုရင်တော့ဒါညံရည်လို့ပြောလိုက်ပြီဆိုရင်ကိုရခုနဟာတွေကိုတွားပြီးတော့မြင်ရအောင်နော်ဆိုတော့ဗာလဲဆိုတော့မှတ်သားနိုင်စွမ်းတွေပါတယ်ပြီးရင်ကြိုးကြောင်းဆက်စဉ်းစားနိုင်စွမ်းတွေပါတယ်နားလည်နိုင်စွမ်းတွေပါတယ်ပြီးရင်ကိုတို့စင်ကြင်သုံးသပ်နိုင်စွမ်းနော်ဒါတွေပါတယ်ပြီးရင်လေးလာနိုင်စွမ်းသင်ယူနိုင်စွမ်းဒါတွေပါတယ်ပြီးရင်ဆုံးဖြတ်နိုင်စွမ်းနော်ဒါတွေပါတယ်အဲ့တော့အခုလူမှာဆိုရင်တော့ဒါခန်းစားချက်တွေကတော့ပါမယ်စက်တွေပါတယ်မှာတော့မရှိသေးဘူးပေါ့နော်ပြီးတော့ပေါ့နော်ကိုတို့ဒီပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းပေါ့နော် problem solving လို့ခေါ်တာပေါ့နော်အခုအရှိမကိုတို့ပြောလိုက်တဲ့ကိုပေးလိုက်တဲ့ရည်မှန်းချက်တစ်ခုပေါ်မှာမူတည်ပြီးအဲ့ရည်မှန်းချက်ကြောင့်ဘယ်လိုလုပ်ရမလဲဆိုတာဒါ problem solving လို့ပဲပြောအောင်ပါပဲပေါ့နော်အဲ့လိုပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းလေဒါတွေမှာလည်း AI တွေကတဖြည်းဖြည်းနဲ့တော့ကောင်းလာပြီဒါပေမဲ့လူတွေနဲ့အတိုင်းအတာတစ်ခုဒီကွာတာကတော့ပြောမယ်ဆိုတော့ AI တစ်ခုကိုအဲ့လိုမျိုးကောင်းကောင်းလုပ်ဖို့အတွက်လူတွေထပ်ပို့ပြီးတော့ data များစွာသုံးပြီးတော့ AI ကို train ပေးရတာပေါ့နော်အဲ့တော့လူကထားပါတော့လူတယောက်ကကြောင်တကောင်မှတ်မိဖို့အတွက်ပေါ့နော်ပြောမယ်ဆိုရင်တော့ကြောင်တကောင်ထားပါတော့အကျဉ်ရာကနန်းလောက်တွေးလိုက်ရင်လူကကြောင်ဆိုတော့ကောင်းကောင်းနားလည်သွားမယ်ကွာတကယ်လို့လူကြီးဆိုရင်တော့တကယ်လို့အသက်လည်းကြီးရယ်နော်ပြီးရင်ဘောအတွေးကြုံလည်းတိုင်းတာတစ်ခုရှိပြီးသားဆိုထားပါတော့တရိษံမျိုးအစားအသစ်တစ်ခုကိုတွေးလိုက်ရင်သူ4-50ခါလောက်တွေးလိုက်ရင်ဒီတရိษံဆိုတော့သူကောင်းကောင်းမှတ်မိသွားပြီပေါ့နော်ဒါပေမဲ့ AI နေကြတော့အဲ့လိုမျိုး4-50ခါလောက်လည်းမရအောင်သူအချိန်ကြီးထောင်ချီပြီးတော့ဒါကို train ပေးရတာမျိုးတွေရှိတယ်အဲ့တော့အဲ့ဒီဘက်မှာတော့သူကလူတွေတက်ဆိုင်နည်းနည်းလေးနောက်ကျနေသေးတယ်ပေါ့နော်ဒါပေမဲ့လူတွေတက်အားတာတာကြတော့ဗါလဲဆိုတော့လူက24နာရီဘယ်သူမှအလုပ်မလုပ်နိုင်ဘူး AI နေကကျတော့24နာရီအလုပ်လုပ်နိုင်တယ်ပေါ့နော်သူ့ကိုနောက်ကနေပြီးတော့လေပတ်အောင်လုပ်နိုင်တဲ့စွမ်းအင်ရှိနေသူကြီးပေါ့နော်အဲ့လိုလုပ်နိုင်တယ်အဲ့အတွက်ပြောမယ်ဆိုတော့ခုနမမီလေးဦးဆိုတဲ့ကိစ္စတွေကိုလည်း AI နေကတော့တဖြည်းဖြည်းတော့မိလာနိုင်တယ်ပေါ့အဲ့တော့ဒါကတော့ဗါလဲဆိုတော့လူရဲ့ဉာဏ်ရည်နဲ့ AI တွေရဲ့ဉာဏ်ရည်တွေကဘယ်လိုမျိုးကွာနေသေးတယ်ဗာမျိုးတွေမှာတော့နီးစပ်နေပြီဆိုတဲ့ဟာကိုကိုတို့အကြံဉာဏ်လေးရှင်းပြပေးတာဖြစ်ပါတယ်